အားလုံးပဲမင်္ဂလာပါဆရာဒီနေ့ကံကြမ္မာဖတ်ကြားပေးမှာကတော့ယနေ့ဟာစနေနေ့ဖြစ်တဲ့အတွက်စနေသားသမီးအားလုံးကိုတပတ်စာဟောစရံကိုဟောကြားပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ကွန်မန့်ရေးပါ share လေးတွေလုပ်ပေးကြပါနော်ယနေ့ဟာစနေနေ့ဖြစ်တဲ့အတွက်စနေသားသမီးအားလုံးအတွက်တပတ်စာဟောစရံဖြစ်ပါတယ်ယနေ့14ရက်နေ့ဖြစ်တဲ့အတွက်14 15 16 19 18 19 20 6လပိုင်း20ရက်နေ့ထိအောင်အကျုံးဝင်ပါတယ်နော်စနေသားသမီးအားလုံးဒီရက်ပိုင်းတွင်မှာအကျဉ်းချက်အခက်ခဲတွေကိုကြော်လွှားပြီးတော့မှအောင်မြင်မှုပန်းတိုင်ကိုရောက်ရှိပါလိမ့်မယ်နော်မိန်းမတစ်ယောက်ရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်မဲ့ရပိုင်းဖြစ်ပါတယ်ဗျနော်ခင်မင်းရင်းနှီးတဲ့မိတ်ဆွေပေါင်းသင်းတွေကြောင့်အနှဲငယ်စိတ်ဆင်းရဲရတတ်တယ်နော်စိတ်ညစ်ရတာတွေပြဿနာလေးတွေအနှဲငယ်ဖြစ်တတ်ပါတယ်ဗျနော်ဥစ္စာပစ္စည်းစီးပွားလက်လာပါကတော့ပုံမှန်အနေထားလေးပဲရှိပါတယ်ရန်ကြီးတိုးတက်မှုတော့မရှိနိုင်သေးဘူးနော်ခင်မင်းရင်းနှီးတဲ့မိတ်ဆွေပေါင်းသင်းတွေကြောင့်စိတ်ဆင်းရဲရတတ်တယ်တောကများတတ်တယ်မိတ်ဆွေတုတွေနဲ့စုံတွေ့ရတတ်ပါတယ်နော်အိမ်တွင်းရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့လည်းပြဿနာလေးတွေအနည်းငယ်ရှိပါတယ်လင်မယားချင်းနားလည်မှုလွဲတာတွေကြုံရတတ်တယ်အတူနေမိသားစုဝင်နေနဲ့လည်းအစင်မပြေမှုလေးတွေကြုံရတတ်ပါတယ်နော်တာရေးသမီးရေးနဲ့ပတ်သက်ပြီးတော့လည်းစိတ်ဆင်းရဲတတ်ပါတယ်နော်တာသမီးမရှိသေးတဲ့မိတ်ဆွေများတာသမီးလိုချင်တဲ့မိတ်ဆွေများတာသမီးမရနိုင်နေပါဘူးတာသမီးရှိပြီးသားမိတ်ဆွေတွေကတော့တာသမီးရဲ့ဒုက္ခပေးခြင်းကိုတာလာကြီးခံရတတ်ပါတယ်နော်တာသမီးတွေကြောင့်ငွေကုန်ကြေးကြများတယ်အပူသောကများမယ်နော်ရန်သူတွေလည်းရှိနေပါတယ်တင်းရဲ့ပြော့ကွက်ဟာကွက်အားနည်းချက်တွေကိုစောင့်ဆိုင်နေတဲ့ရန်သူတွေအများကြီးရှိနေတယ်เนาะအဲ့ဒါလေးသတိထားပါအခြေရေးနဲ့ပတ်သက်ပြီးတော့လူငယ်တွေချစ်သူနဲ့ရပ်ဝေးမြေကြားမှာခွဲခွာနေရတာချစ်သူနဲ့အဆက်အသွယ်ပြတ်တောက်နေတာတွေကြုံရတတ်ပါတယ်เนาะကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းအဆိုင်ယောဂလေယောဂမျက်စိအားနေတာတွေပါတယ်ဖြစ်တတ်ပါတယ်เนาะလောလောဆယ်ဒီရက်ပိုင်းတွေမှာစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုမရှိဘူးဖြစ်နေတယ်နော်စိတ်တွေကြောက်ကြရဲနဲ့ဘာလို့ဘာကံမှမသိဘူးဖြစ်နေတတ်တယ်နော်ကံတရားအနေနဲ့ကတော့လာမဲ့3ရက်ကြော်တာနဲ့အားလုံးစင်ပြေသွားပါလိမ့်မယ်နော်လာမဲ့3ရက်ကြော်တာနဲ့မိတ်ဆွေဖြစ်ရှင်တဲ့ဆန္ဒတွေအားလုံးဖြစ်မြောက်လာပါလိမ့်မယ်နော်လက်လာပါကလည်းဒီတစ်ပတ်အတွင်းမှာပဲလက်လာပါအကြီးကျယ်ရတတ်ပါတယ်ငွေစုလိုက်ပုံလိုက်ဝင်တာအလှကြီးတန်းကြီးပေးရတာနော်ပရာဟိတလုပ်ငန်းတွေကိုလူပြစ်မယ်နော်ခက်ခဲတွေပူပင်စရာတွေအားလုံးဟာအဆင်ပြေသွားမယ်အစိုးရဌာနဆိုင်ရာဘက်ကနေပြီးတော့ဝန်ထမ်းကြီးယာရုကြီးတယောက်ရဲ့ကူညီမဆမှုတွေရရှိတတ်ပါတယ်နော်လူငယ်တွေပညာရေးနဲ့ပတ်သက်ပြီးတော့ဝမ်းသာပျော်ရွှင်စရာသတင်းကောင်းတွေကြားတတ်တဲ့နိုင်ငံခြားကိုပညာတော်သင်ခရီးတွေသွားတတ်ပါတယ်နော်ဒီအပိုင်းတွေမှာကန်ဆာတာဆိုးတွေပြပြောပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိခံစားစေဖို့အတွက်ဘုရားရှင်ကိုတော်မြတ်ကြီးဟာအုံထမင်းလူဒန်းပေးရမယ်အုံစွန်းပေါ့နော်အုံထမင်းဘုရားရှင်ကိုတော်မြတ်ကြီးဟာအုံထမင်းလူဒန်းပေးပါပြီးတော့နင်းစီပန်းတပွင့်ကိုနို့စီဘူးခွန်ထဲမှာထည့်ပါထည့်ပြီးတာနဲ့အိမ်နောက်ဖေးမှာတူနဲ့ထုပြီးတော့ခြေရမယ်နော်တူနဲ့10ချက်ထုရမယ်ထုတိုင်းငါဒဏ်နင်ခံဆိုပြီးတော့ပြောပြီးတော့ထုပါခက်ခဲတွေအားလုံးပြေလည်သွားပါလိမ့်မယ်နော်အခုဆရာဟောကြားပေးခဲ့တဲ့ဗီဒီယိုဟောစတန်လေးကမိတ်ဆွေတို့အတွက်ကြိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်သွားပေးပါမိတ်ဆွေတို့ရဲ့နီးစပ်ရာပတ်ဝန်းကျင်ကတငယ်ချင်းအပေါင်းအသင်းတွေကိုလည်းတဆင့်ပြန်လည်ပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းသိန်ခါကြီးတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာဓမ္မဘေရင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဘေရင်ဧကန်တဘေရင်မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဘေရင်ညာပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေစက်ပစ္စည်းတွေဆိုင်ကယ်တွေတန်ဖိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်အထူးဓာတ်ရိုက်တက်ဆင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ပါနော်ဆရာရဲ့ဖုန်းနံပါတ်က39956988
858ပြီးတော့3998 39 4လုံး256ဖြစ်ပါတယ်เนาะဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်เนาะ